မင်္ဂလာပါဆရာမဒီဆက်တော့တင်ရဖြစ်ပါတယ်ဆရာမတို့အခု grade 12 maths chapter 7 trigonometric function တွေကိုလေ့လာနေတဲ့အချိန်မှာအခု y = 10 expansion ကိုဆရာမတို့စောစောဗီဒီယိုဖိုင်မှာအရှိရဗီဒီယိုဖိုင်မှာလေ့လာပြီးပါပြီအခုဆိုဆရာမနဲ့အတူတူလေ့ကျင့်ခန်း exercise 7.3 number 1a draw the graph of y = 1/2 10 pi x သူ့ကိုဆွဲခိုင်းတယ်ဒါဆိုရင်ဆရာမတို့ဒီ tangent graph ကိုဆရာမတို့လေ့လာကြည့်အောင်ကဲဒါဆိုရင်ဒီ tangent graph ကြတော့ y = 10x ကိုဆရာမတို့ကဗာလေးတွေပါလာပါပြီလေအရှိမ y ကို 1/2 နဲ့မြှောက်ထားတယ်ဒါဒီ vertical scaling ပါလာတယ်အဲ့တော့ y coordinate ကိုဒီမှာ 1/2 နဲ့မြှောက်ရင် y coordinate မှာ 1/2 နဲ့မြှောက်ပါမယ်ဒီမှာ x ကိုပိုင်နဲ့မြှောက်ထားတယ်သူကကျတော့ horizontal scaling ပါလာတယ် horizontal scaling ဒီတတိကရတယ်စကေးဖတ်တာဒီမှာပိုင်နဲ့မြှောက်ရင်ပိုင်နဲ့စာ x coordinate ကိုပိုင်နဲ့စာတနည်းအားဖြင့် 1 ပိုင်နဲ့တွားမြှောက်ပေါ့ကဲဒါဆိုရင်ဒီ graph ကိုဆွဲမယ်ဆိုရင်ဆရာမတို့ဒီ domain တွေ range တွေပြီးတော့ဒီ x intercept တွေ asymptote တွေသိရပါမယ်ကဲဒါဆိုရင်ဆရာမတို့ထုံးစံတိုင်းပဲ y = 10x ကနေပြီးတော့အခုသူ့လိုချင်တဲ့ y = 1/2 10 pi x ဆိုဆရာမတို့ဘယ်လို transformation လုပ်သွားလဲလေ့လာကြည့်အောင်ဒါဆိုရင် x, y y = 10x ရဲ့ coordinate point ဒီဘက်မှာဘယ်လိုပြောင်းလဲသွားမလဲပေါ့ကဲဒါဆိုရင် y = 1/2 10 pi x လို့ပြောတဲ့အတွက်ကြောင့်ဆရာမတို့ x coordinate အတွက်ရေးမယ်ဆို x coordinate ဒီ horizontal scaling နဲ့ဆိုင်ဒါဆိုရင် scaling နဲ့ဆိုင်နေဆို x ကိုပိုင်နဲ့မြှောက်ထားရဲဆို coordinate မှာ x ကိုပိုင်နဲ့စားရပါမယ်ဒါဆိုဆရာမတို့ coordinate ဒီ x y ပိုင်မှာကွန်မာ y ကကျတော့ vertical scaling နဲ့ဆိုင်ဒါဆိုရင်ဒီမှာ 1/2 နဲ့မြှောက်ထားရဲဆိုရင် 1/2 နဲ့မြှောက်လိုက်တော့ဒီ 1/2y လို့ဖြစ်သွားတာပေါ့ဒါဆိုရင် y = 10x graph တွေကိုဆွဲမယ်ဆိုရင်ဆရာမတို့ကဘာသိဖို့လိုလဲဆို domain နဲ့ asymptote x intercept အဓိကသိဖို့လိုတယ်ပေါ့ဒါဆိုရင်ဆရာမတို့အဲ့ဒီအောင်ရေးပါမယ်ဒါဆိုရင်ဆရာမအရှိရဗီဒီယိုမှာရှင်းပြထားတဲ့အတိုင်းဒါ10 graph ကိုရှာဖို့အတွက် unit circle ဒါဆိုရင် tangent 0 tangent 2 ပိုင်းဒီမှာ0ပါ10 ပိုင်းဒီမှာ0ပါဒါဆိုရင်ဒါဒီ y0 ထွက်နေတာ0 x intercept အမှတ်ကလေးတွေဖြစ်တယ်ကဲဒါဆိုရင်ဒီမှာဆရာမတို့က undefined ထွက်တာဒီ10 ပိုင်း2ဒီ undefined ထွက်တယ်10 3 ပိုင်း2ဒီ undefined ထွက်တယ်ဒီ undefined ထွက်တဲ့ point လေးတွေကဆရာမတို့က domain ထဲမှာမရှိရမယ့် point တွေတနည်းအားဖြင့်ပြောမယ်ဆိုရင် asymptote point တွေဖြစ်တယ်ကဲဒါဆိုရင် tangent ရဲ့ဆရာမတို့က undefined point လေးတွေကိုရေးလိုက်မယ်ဒါဆိုရင် plus or minus ပိုင်း2ရှိတယ်နောက်တစ်ခုက plus or minus 3 ပိုင်း2ရှိတယ်အဲ့တော့ဒီမှာတော့ဆရာမက y coordinate တွေကိုမချတော့ဘူး။ဘာကြောင့်လဲဆိုဆရာမတို့က x ကိုပဲရှာရေးလို့ရတယ်။ပုံလေးထဲမှာလည်း x ကိုပဲရှာရေးထားတယ်ဆိုတော့ကဆရာမတို့က y coordinate ကိုမရှာဘဲနဲ့ x coordinate လောက်ပဲရှာလိုက်လို့ရပါတယ်။ကဲဒါဆိုရင်ဒီမှာ x ပိုင်း x ကိုပိုင်းနဲ့စားတယ်ဆိုရင်ဆရာမတို့ကပိုင်း2ကို1ပိုင်းနဲ့မြှောက်လိုက်တယ်။ပိုင်းနဲ့ကြည့်တော့1/2တနည်းအားဖြင့်ပြောမယ်ဆိုရင် plus or minus 1/2ဒါဆရာမတို့ x coordinate ပဲရှာတာနော်